ဒီတစ်ခါမှာတော့ဒွေရင်သီးမှဒွေရင်သီးဆိုတဲ့ဖောက်တယ်လေးတွေအတွက်ဒွေရင်သီးကိတ်မွန်တွေကိုလုပ်မဖို့နော်ကိတ်မွန်ထဲမှာကြတော့မိုးရရှင်လေးဆွဲထုတ်ဖို့အတွက်ပတ်စံငွေသား9000ပါပါတယ်မိုးရရှင်လေးကဒွေရင်သီးကိုအရန်ကြိုက်တာမို့လို့ပေါ့နော်ဒွေရင်သီးပါတဲ့ကိတ်မွန်လေးကို customer လေးကထိုင်းကနေပြီးတော့မှာထားတယ်ပေါ့နော်ဒါလေးကိုပြီးတဲ့ခါကျလို့ရှင်တက်စုကဒီဆိုင်ဘက်ကပေါ့နော်ပန်းပြိုးလက်ကြောင်ကိုသွားပြီးတော့ပုတ်ပေးရမှာပဲဖြစ်ပါတယ်ရှင်တသားလေးရဲ့မွန်လေးတော့ကိုမမေဖြစ်သူကတရေချလေးအသေးစိတ်ပြောပြီးတော့မှာထားတဲ့ကိတ်မွန်လေးပဲဖြစ်ပါတယ်ကိတ်မွန်လေးကတော့6လမကိတ်ဆိုင်လေးဖြစ်တယ်ပေါ့နော်6လမကိတ်ဆိုင်လေးဆိုတော့ပတ်စံလေးထည့်လို့ရပါတယ်ဒါပေမဲ့အရန်အများကြီးထည့်လို့မရဘူးပေါ့နော်တချို့တွေက4လမကိတ်ဆိုင်မှာပတ်စံလေးထည့်ခံကြတယ်ပေါ့နော်လုံးဝထည့်ပြီးတော့အဆင်မပြေပါဘူးရှင်6လမကိုတောင်မှတဲစုတို့ကပေါ့နော်အဆင်ပြေဆုံးဖြစ်အောင်လုပ်ထားပေးပါတယ်အကယ်၍ကိုကငွေအမောက်များတယ်ဆိုလို့ရှင်8လမ10လမကနေစပြီးတော့ထည့်ပေါ့နော်ဒွေရင်ဒီကိမွန်လေးကိုလုံးမယ်ဆိုလို့ရှင်အခုဗီဒီယိုကိုအဆုံးနေတာကြည့်သွားနော်ဒီမှာဆိုလို့ရှင်တဲ့စုကဒီဒွေရင်ဒီအသေးလေးတွေကိုအသေးစိတ်ဆွဲထားပေးပါတယ်ဒွေရင်ဒီအလုံးလိုက်ရောပြီးလို့ရှင်ဒွေရင်ဒီကိုအချမ်းလိုက်ရောဆွဲထားပေးတာမို့လို့ပေါ့နော်အဆုံးထိကြည့်ပြီးတော့ကိုကအကယ်၍ကိုရဲ့ customer ကိုလုပ်ပေးရမယ်ဆိုလို့ရှင်လည်းဒီဗီဒီယိုကိုကြည့်ပြီးတော့ like ပြီးတော့လုပ်လို့ရပါတယ်တသားလေးတွေကဒီကိတ်လေးကိုအရန်တဘောချလိမ့်မလို့မျှော်လင့်ပါတယ်ကိတ်မွန်လေးကပုံမှန်ကိတ်တဲ့စာလို့ရှင်ပို့ပြီးတော့ဆက်ဆက်လေးတဲ့ဖြစ်တယ်ပေါ့နော်တခြားဒီအယုတ်ထဲတဲ့ကိတ်မဟုတ်ဘဲနဲ့အသီးလေးတွေကိုထည့်ထားပေးရဲဆိုတော့တကယ်ဒူရင်သီးအလားလို့ထင်ရတဲ့ပုံစံလေးဖြစ်အောင်လုပ်ထားပေးပါတယ်ကိတ်မွန်လေးကတော့လေးသက်စုမှာဆိုလို့ရှင်လေးလက်မကနေစပြီးတော့ပေါ့နော်အခုလိုမျိုး6လက်မ8လက်မ10လက်မ12လက်မဆိုပြီးတော့အဆအဆရှိပါတယ်ရှင်ကိုစိတ်ကြိုက်ပြောပြီးတော့မှာယူအားပေးလို့ရပါတယ်เนาะကိတ်မွန်လေးတို့အထက်မှာဆိုလို့ရှင်ပေါ့နော်ဘယ်လိုမျိုးယိုတွေကိုထည့်မယ်ဆိုတာကိုလည်းပြောလို့ရပါတယ်ကိတ်မွန်လေးကတော့နှုတ်ကိတ်သားနဲ့ချောကလက်ကိတ်သားဆိုပြီးတော့2မျိုးရပါတယ်ရှင်တချို့တွေကကြောက်ရဒွေရင်သီးကိုအနက်အောင်မခံနိုင်ဘူးလို့ပြောကြတယ်ပေါ့နော်တဲစုတို့ကကြတော့ဒွေရင်သီးဆိုလို့ရှင်အနက်အောင်မခံနိုင်ဘာဖြစ်လဲဆိုတော့မစားရလို့ပါစားလိုက်ရမှပဲလုံးဝကိုရှင်ထဲမှာအလုံးကြီးကျသွားသလိုခံစားရတယ်ပေါ့နော်ကဲဒီမှာဆိုလို့ရှင်တော့ဒွေရင်သီးကိုပြပြနဲ့လေးဖြစ်အောင်ပေါ့နော်အမွှားတွေအများကြီးထည့်ထားပေးပါတယ်ပြီးလို့ရှင်တော့ကိတ်မွန်ရဲ့ပတ်လည်းမှာလိုက်ပြီးတော့အလှဆင်မှန်ပေါ့နော်ဒါလေးကိုမှာယူအားပေးတဲ့ကျေးဇူးများတင်ပါတယ်ဒီကိတ်မွန်ဗီဒီယိုကိုကြည့်ပြီးတဲ့အခါကျတော့ရှင်ပေါ့နော်တဲစုရဲ့ကိတ်မွန်လေးမှာဘယ်လိုမျိုးလိုအပ်ချက်များရှိနေတယ်ဆိုတာကိုလည်းပြောခဲ့ပေးပါအောင်ရှင်နောက်တစ်ဗီဒီယိုမှာလည်းပြန်ပြီးတွေ့ကြပါအောင်မယ်ကိတ်မွန်တဲ့ဗီဒီယိုကိုနေ့တိုင်းပေါ့နော်တင်မိနေတာမို့လို့တဲစုရဲ့အကောင့်လေးကိုလည်း follow လုပ်ထားပေးပါအောင်နော်နေ့တိုင်းနဲ့စောင့်ကြည့်လို့ရပါတယ်ဒါဆိုလို့ရှင်တော့ကိတ်မွန်တွေကပြီးတော့ပါပြီရှင်အဆုံးနေ့ကြည့်ရှုပြီးတော့ကျေးဇူးများတင်ပါတယ်နော်